ခလေးဘွားတုန်းကကိုတင်အောက်ကအမောင်ထဲမှာတကောင်ကောင်ရှိနေတယ်လို့ကြောက်ခဲ့ဘူးကြတယ်မလားအဲ့ဒီစိတ်ကူးတွေကကြောက်စရာတွေကတကယ်ဖြစ်လာခဲ့ရင်ရောဘယ်လိုလုပ်မလဲဒီနေ့မှာတော့ Aurora ဆိုတဲ့ကောင်ဝါးလေးတစ်ယောက်သူ့ဘေးခန်းကလူဟုတ်ချစ်တီနဲ့လူတစ်ယောက်ပြီးတော့ကျမ်းပြန်အောင်မှာအသက်ရှင်နေတဲ့တက်တော်ကြီးတစ်ကောင်အကြောင်းပြောပြတော့မှာပါဇလန်းကညော့တန်းခုံရမှာစတာပါကိုတင်အောက်ကတက်ရှက်ရှက်အတန်းကြောင့် Aurora လက်နိုးလာပြီးအော်လိုက်တယ်သူ့မိဘတွေချက်ချင်းပဲအခန်းထဲပြေးဝင်လာပြီးမြစ် Aurora ကကျမ်းပြင်ကိုလုံးဝမချိတော့အသေးအတန်တတိပြီးနေခဲ့ဘာလို့လဲဆိုတော့ကျမ်းပြင်ကိုမချိသေးအိတ်ကောင်ကဘာမှလုပ်လို့မရဘူးလို့သူကယတိပြက်ကိုယုံကြည်နေလို့ပါဒါပေမဲ့သူ့အမေကတော့တကောင်ဝမှာပဲရပ်ပြီးကုတင်အောက်ကတချင်ကုန်ကြည့်ဘာမှမရှိပါဘူးလို့ပြောခဲ့တယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ Aurora ဟာအခန်းထဲမှာတယောက်ထင်မရတော့ဘူးဆိုတော့ပြင်းပေါက်ကနေလက်သက်ဆောင်ပေါ်ထွက်ပြီးအိမ်နေခဲ့တယ်ခဏကြောင်မှပဲအခန်းထဲကနေကြောက်စရာကောင်းတဲ့တန်တွေထွက်လာတော့တာပဲမိစားကောင်ကကျမ်းပြင်ထဲကနေတကယ်ပဲထွက်လာပြီးသူ့မိဘတွေကိုတိုက်ခိုက်နေပုံရတယ်အဲ့ဒီအော်ဟစ်တန်တွေဟင်းတန်တွေကိုကြားနေရရင် Aurora တယောက်တိတိလင်းကိုညုံကလည်းဒီပေါင်းမှမတတ်နိုင်ခဲ့ပါဘူးနောက်နေ့မနေ့မို့လို့တော့တိုက်ခန်းတစ်ခုလုံးကတင်းချိုင်းကိုတစ်ဆင်နေပြီး Aurora တယောက်ထိကျန်ခဲ့တယ်သူကကျမ်းပြင်ကိုထိရမှာအရန်ကြောက်နေတော့ပြီးပါတဲ့ရမင်းအယုတ်လေးပေါ်တက်ပြီးပျက်စီးနေတဲ့တိုက်ခန်းထဲမှာလှည့်ပတ်ထွက်လာနေကြရတဲ့သူမိဘရဲ့အိတ်ခန်းကတော့လုံးဝကိုပစ္စည်းပစ္စည်းပျက်စီးနေပြီးလူတယောက်ရဲ့အရေးအယောင်တော့မတွေ့ရတော့ပါဘူးဟုတ်ပြီအဲ့ဒီမိစ္ဆာကောင်တကယ်ရှိတယ်ဆိုတာကို Aurora ဘလို့အတည်ပြုလိုက်လဲဆိုတော့တကယ်ကိုကြောက်စရာကောင်းပါတယ်သူကပြပော့ကတွေပေါ်နင်းရှောင်ရင်သူဖိနဲ့တစ်ဖက်မီတော်တဆဖြူကျသွားတယ်အိမ်မှာကျမ်းမြင်ကတစ်ချက်လုတ်သွားပြီးရုတ်တရက်ပလန်ကင်းသွားတယ်နောက်ထပ်စပီးတီတစ်လုံးထပ်ဖြူကျသွားတဲ့ချိန်မှာတော့ကျမ်းမြင်ကတစ်သားလွှာတွေတဖြည်းဖြည်းကွဲလာပြီးအပေါက်ထက်ကနေလက်သေးရှိကြီးထွက်လာတယ်အဲ့ဒီလက်သေးကစပီးတီကိုကောက်ယူသွားပြီးတိတ်မကြဘူးအရသာမကြိုက်လို့ထင်ပါတယ်အဲ့စပီးတီကိုပြန်ထွေးထုတ်လိုက်တာမိအိမ်ကိုသွားမှန်ပြီးမိသီးပါကွဲသွားတော့တာပဲAurora ထွက်ပြေးဖို့ကြိုးစားတော့မိစ္ဆာကောင်ကသူ့ကိုယ်တင်ကိုလွတ်ခါပြီးတားတယ်။အဲ့ဒီနောက်မှာတော့ကျမ်းပင်တွေကနေတကူလုံးပေါ်ထွက်လာတော့လာပဲ။ကြီးမားပြီးအမွေးလေးဖုံးနေတဲ့တတဝါကြီးကသူ့ကိုယ်တင်ကိုပါကြောပေါ်မှာကပ်ပြီးဆွဲတင်လာခဲ့တယ်။ Aurora လည်းကိုယ်တင်ပေါ်ကမပြိုကျအောင်အတင်းတွေကတ်ထားရတာပေါ့။မိစ္ဆာကောင်ကြီးကသူ့ကိုရှာမတွေ့ခင်မှာပဲမြေကြီးထဲကိုပြန်ဝင်သွားခဲ့ပါတယ်။တရဖြစ်ဖြစ်ဒီကြားထဲမှာပဲ Aurora ဟာသူ့ရဲ့ဒီခံတိုက်ခါမှ 5B ကယောဂစမ်းကြတဲ့အင်းကြီးချင်းကိုပို့ပြီးတော့စိတ်ဝင်စားလာတယ်။သူစားတိုက်ပုံကိုချောင်းကြည့်တာမျိုးတက်လေကားထဲမှာသူ့စုံချက်ထားသူ့ကိုစိုက်ကြည့်နေတာမျိုးတွေကနေတဆင့်ဒီလူဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာသူတွေးနေမိတယ်။အဲ့ဒီညမှာပဲ 5B အပြင်ထွက်သွားတာအမြင်တော့ Aurora ဟာစောင်းတစ်ထဲကိုယူမိတက်လေကားကနေဆင်းပြီးသူ့နောက်ကိုတိတ်ထိတ်လေးလိုက်သွားခဲ့တယ်။ 5B ကအတန်ကြာလို့လက်ချီတဲ့အခါအမိုက်ပုံအောက်မှာအမြင်စွန်ပုံလိုက်ရသေးတယ်။သူဟာမျိုးတဲကနေတရုတ်တန်းထိအမိုက်ပုံထဲကမျက်နှာဖုံးတစ်ခုကောက်တက်ပြီးအထက်မြင့်အဆောက်အဦရဲ့ခေါင်းမိုးပေါ်ကနေတောင်နောက်ယောင်ခံလိုက်ခဲ့တယ်။နောက်ဆုံးမှာတော့လမ်းကြားတစ်ခုတည်းကအန်အောစင်မြင်ကွင်းတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။ဒီညမှာတော့ Clay တယောက်ရဲ့စိတ်ကူးနဲ့တကယ်အဖြစ်မှန်ကလုံးဝကိုကွဲပြားသွားခဲ့ပါတယ်။မီရှူမီပန်းလေးမိခိုးတွေကြားထဲမှာ 5B ဟာတိုင်းတိုင်းကိုအာကျူပြီးလေထဲမှာပြန်ဝဲကလူဆိုးကြီးကိုတယောက်ပြီးတယောက်ကျွမ်းကျွမ်းကျင်ကျင်ရှိန်လိမ့်နေခဲ့တယ်။ Aurora ကိုစီတင်းရဲ့မျက်လုံးထဲမှာတော့ဂျာဟာမိဖွန်းတကားကြီးတစ်ကောင်ကိုသူ့ရဲကောင်းတယောက်ကထပ်ချက်နေတဲ့မြင်ကွင်းလိုပါပဲတကယ်တော့မှာတော့ 5B ဟာငကားရုပ်အကြီးကြီးတစ်ခုကိုဂိုက်ထားတဲ့လူဆိုးဂိုက်တစ်ခုနဲ့အတလူတိုက်ခိုက်နေခဲ့တာပါအဲ့ဒီမြင်ကွင်းကိုတွေ့ပြီးတဲ့နောက်မှာတော့ Aurora ဟာငကားနိုင်သူရဲ့ကောင်ကိုအလို့တစ်ခုအောက်ဖို့ဆွန့်ဖြတ်ချက်ချလိုက်တော့ရင်အဲ့ဒီအလို့ကတော့သူ့ရဲ့ကြောက်စရာကောင်းဆိုမိစ္ဆာကောင်ကိုတက်ပေးဖို့ပါပဲအဲ့ဒီအလို့အတွက်လက်ခပေးဖို့ Aurora ကနောက်တစ်နေ့မှပြန်ဆောင်ကိုတွားခဲ့တယ်ကလေးတွေကိုအလူငွေကောက်ခန့်နေပန်းကန်းပြားတဲ့ခိုင်တဲ့အချိန်မှာသူ့ကိုနီချင်းအောင်ဆောင်ပြီးအဲ့ဒီပန်းကန်းပြားတွေကပိတ်ဆန်ပြီးအလုံးကိုယူပြီးထွက်ပြေးလာခဲ့ပါတယ်။စုစုပေါင်းဘယ်လောက်လဲဆိုတော့$3,984နဲ့40စင်တီတီရှိခဲ့ပါတယ်။ Aurora ကသူ့မိဘတွေကကျမ်းမြင့်ကိုချီရီကိုအသက်ခံလဲရပါလို့ရှင်းပြတဲ့အခါ 5P ကမယုံနိုင်တဲ့လေတိုင်းနဲ့မစ္ဆာကောင်တွေကကျမ်းမြင့်ထီယုံရဲ့လူမတက်ပါဘူးကွာလို့ပြန်ဖြောက်ခဲ့ပါတယ်။သူကဒါကိုမိဘတွေစုံပါသွားလို့စိတ်ကြရရမ်းနေတဲ့ကလေးတယောက်ရဲ့စိတ်ကူးရင်ဇလန်းတစ်ခုလိုပဲဖြစ်နေခဲ့တာပါဒါပေမဲ့ဆက်စုချင်းစိတ်နဲ့ Aurora ရဲ့တိုက်ခန်းကိုတော့စစ်စစ်ကြည့်တဲ့အခါမှာတော့မိဘတွေရဲ့အခန်းထဲကကြီးစံခုံတစ်ခုကိုတွေ့လိုက်တယ်နေရတဲ့သူကသားတိုင်လာလို့အဖုတ်တွေကိုလည်းတတိထားမိလိုက်တဲ့ဆိုတော့သူကသူ့အစ်စ်တွေဖြစ်တဲ့ Lavender ကိုစုံစမ်းခိုင်းကြည့်တဲ့အခါကျေစားလူတသမတွေကတိုက်ခန်းမပြီးဝင်တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့သိလိုက်ရတယ်ပူဆိုးတာက Lavender ကိုယ်တိုင်ကဒီအမားကိုဖုံးကွယ်ဖို့ Aurora ကိုဖားဆက်ပြီးဖို့လူသက်သမားတွေလွတ်လိုက်ပြီးဆိုတာပါပဲကဲအခုတော့တိုက်ခန်းလေးတစ်ခုထဲမှာအုပ်စု3စုရဲ့ထိတ်တိုက်တွေးဆုံမှုကြီးတစ်ခုဖြစ်တော့မှာပါအချင်းတွေကတော့တော်တော်လေးရှုံထွေးပြီးအန်ဒီရဲ့များတဲ့တိုက်ပွဲတစ်ခုစီကိုဦးတည်နေပါပြီတိုက်ပွဲဝင်မဲ့သူတွေကတော့
တဖွဲက lavender လွတ်လိုက်တယ်လို့သတ်ထွန်းရီနောက်ထပ်ဖွဲက Aurora ကိုခေါ်ဖို့လူမှုဝန်ထမ်းအဖြစ်အယောင်ဆောင်ထားတဲ့ FBI အဖွဲ့ဝင်နေပြီးတော့သူ့နယ်မြေကိုကျူးကျော်လာသူတိုင်းကိုတိုက်ခိုက်မဲ့မစ္ဆာကောင်ကြီးဒီ၃ဖွဲပေါ့ ဒီအချိန်ထိ 5P က Aurora ပြောတာတွေကိုမယုံတဝက်ယုံတဝက်ပါပဲဒါပေမဲ့လူသက်သမားတွေရဲ့လှုပ်ရှားမှုကိုသိနိုင်အောင်ကျမ်းပြင်မှာနားကိုက်ပြီးနားထောင်လိုက်တဲ့အခါလူကြားလိုက်ရတာကလူသက်သမားတွေရဲ့အတန်မဟုတ်ဘူးကျမ်းပြင်အောက်ဘက်ကနေထွက်ပေါ်လာတဲ့ Aurora ရဲ့အတန်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာသူဟာ Aurora ပြောတဲ့မြတ်အားလုံးအမှန်ဖြစ်နေတဲ့တုံးလို့စာလို့ထိလိုက်ရပါလို့လေ အဲ့ဒီနောက်မှာပဲကျမ်းပြင်ဟာပေါက်ကွဲထွက်သွားပြီးမစ္ဆာကောင်ကြီးဟာတိုက်ပွဲထဲကိုဝင်ရောက်လာခဲ့ပါတယ်သူဟာဘသူကလူသက်သမားဘသူက FBI ဆိုပြီးခွဲကြမလို့တော့ဘူးတွေ့သမျှလူကိုတယောက်ပြီးတယောက်ဝါးမြင့်စားတော့လာတယ်တနက်ကြီးစာနေကလည်းသူ့ရဲ့ထူးထဲလက်ရေးပြားကိုလုံးဝမထိုးဖောက်နိုင်ခဲ့ပါဘူးတိုက်ပွဲကြီးပြီးသွားတဲ့အခါမှာတော့အပြင်ကရန်သူအလုံးရှင်းလင်းသွားခဲ့ပြီအခုရင်ဆိုင်ဖို့ကြံနေတဲ့ချင်းချမှုကတော့တိုက်ခန်းထဲမှာပဲရှိနေတဲ့အရာတွေပါပဲ ဒီလက်ကတော့ရှင်းပါရဲ့လူတပ်သမားတွေရော FBI တွေပါမိစ္ဆာကောင်ရဲ့အစာဖြစ်သွားခဲ့တယ်နောက်ဆုံးမှ Aurora ကိုလာတတ်ဖို့ရောက်လာတဲ့ Lavender အမှန်တော့သူက 5P ရဲ့အမေအရက်နဲ့သူကိုယ်တိုင်တောင်မှမိစ္ဆာကောင်ရဲ့ပါဆက်ခင်လာတယ်အဆုံးသတ်သွားခဲ့ရပါတယ် 5B ကိုယ်တိုင်လည်းမိစ္ဆာကောင်ရဲ့ပါဆက်ကိုရောက်ထားပြီးတယ်ဒါပေမဲ့သူကညံကောင်းတယ်တိုက်ခန်းထဲမှာပြတွေ့ထားတာကလေးတွေလည်းမဆုတ်တာပြောက်အောင်တုံးတဲ့ရတာဆိုးရတဲ့ဆေးရည်ကိုသူတကိုယ်လုံးတုပ်ပြီးထားခဲ့တာအဲ့ဒါကြောင့်မိစ္ဆာကောင်ကသူ့ကိုစားမရဘူးပြန်ထိုးထုတ်ခဲ့ရတာပေါ့ဇလန်ရဲ့အဆုံးသတ်ကိုတော့ဒီဇီဝဗိဒဝါဟာရတွေနားလည်နိုင်ပါတယ် symbiosis အပြန်အလှန်အကျိုးပြုမိခုံနေထိုင်လို့ပေါ့ Aurora ဟာသူ့ရဲ့ကြောက်စစ်တီသူ့ရဲ့အထီးကျန်မှုတွေနဲ့ဖွာလာတဲ့ကိုယ်ပိုင်မိစ္ဆာကောင်နဲ့ရင်ဆိုင်မှုအချင်းတန်လာပါပြီမိစ္ဆာကောင်က 5P ကိုခုမှတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါ Aurora ဟာသူတို့နှစ်ယောက်ကြားမှာရက်လိုက်ပြီးမိစ္ဆာကောင်ကိုရက်လို့အမိန့်ပေးလိုက်တယ်။အဲ့တော့စီကောင်းတာကမိစ္ဆာကောင်ကသူ့စကားကိုနားထောင်ခဲ့တယ်။ဒီချိန်မှာပဲ Aurora ဟာဒီမိစ္ဆာကောင်ဟာသူ့ရဲ့အပိုင်းအပိုင်းတစ်ခုဖြစ်ပြီးသူ့ကိုကြောက်နေတဲ့အစားသူနဲ့အတူတူရှင်သန်နေထိုင်ဖို့တင်ယူရမယ်ဆိုတာကိုသဘောပေါက်သွားခဲ့တာပါ။နောက်ဆုံးမှာတော့ Aurora နဲ့ 5P တို့ဟာဘဝတစ်ခုကိုအတူတူစတင်ခဲ့ကြတယ်။အဲ့ဒီကြောက်စရာကောင်းတဲ့မိစ္ဆာကောင်ကြီးကတော့တခင်စကားနားထောင်တဲ့အိမ်မွေးတိတ်ဆန်တကောင်လို့သူတို့နောက်ကနေလိုက်ပါလာခဲ့ပါတယ်။ဒါကကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုပေးသွားပါတယ်။လူတိုင်းမှာရှိတဲ့ကိုယ်ပိုင်မိစ္ဆာကောင်လေးကိုယ့်ရဲ့ကြောက်စိတ်တွေနဲ့ရင်ဆိုင်ပြီးအတူတူရှင်သန်နေထိုင်ဖို့တည်ယူလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာနိုင်မလဲ။